အမေဆိုတဲ့အတန်မကြားရတာ9 ရက်ရှိပြီဘယ်နှရက်ရှိတော့လွမ်းတဲ့သားရဲ့မန်းငါစားကြည့်ဒီကကြီးသားတို့မရှိတဲ့အမေရဲ့ဘဝကအလွန်ရမတန်မှချောင်းသီးချောင်းကန်နဲ့အစာရည်စားတွေကလည်းမစားရသားတွေစီကနေအမေပြန်လာပြီးအမေရဲ့ဆိုတဲ့အတန်လေးမကြားရတာ9 ရက်ရှိပြီတဲ့ဘယ်နှရက်ရှိပြီအဲ့ဒီစားစရာတောက်စရာတွေမစားရတာအကြောင်းမဟုတ်ဘူးတဲ့အမေအဲ့ဒီအတန်လေးကိုမကြားရတာဘယ်နှရက်ရှိပြီဒါကြောင့်ရှီတုံးမဝအောင်ခေါ်ပါရှီတုံးမလှအောင်ဆင်ပါရှီတုံးမဝအောင်ကြွေးပါရှီတုံးမမူတော်ရေအဲ့ဒါနဲ့အဲ့ဒီအမေဆိုတဲ့ခေါ်တယ်မကြားရတာ9 ရက်ရှိပြီတဲ့မိခင်မျက်မမြင်အိုကြီးမိခင်တော်ကောင်းကြီးမြတ်ကြီးမြောက်အိုမာကြီးအဲ့ဒီမှာတော်ကောင်းကြီးမြတ်ကြီး9 ရက်ပြည့်တယ်ညမှာတော်ကောင်းကြီးမြတ်ကြီးလေကြီးမိုးကြီးတွေကတိုက်ပြီးတော့အလွန်ရမတန်မှတော်ကောင်းကြီးမြတ်ကြီးတစ်ကိုင်းရဲ့ဝါချမ်းမှာနေနေတဲ့အမေလေတွေကတိုက်မိုးတွေကရွာချမ်းကချမ်းအေးကအေးနဲ့လက်တွေကလည်းမမြဲတော့အသက်ရွယ်ကကြီးတယ်မြောက်အိုမာကြီးမမြဲတဲ့ခါကျတော့တော်ကောင်းကြီးမြတ်ကြီးသားတွေကလည်းပဲတော်ကောင်းကြီးမြတ်ကြီးအမေဆိုတဲ့အတန်လည်းမကြားရမေရဲ့ဟဲ့ဒါလေးကပန်းဒီလေးခမရဒါလေးကလိမ္မော်ဒီလေးခမရဒါလေးကငပြော်ဒီလေးခမရဒါလေးကသင်းမော်ဒီလေးခမရအမေကျိုင်းတတ်တဲ့နင်းစီတော်ကဇလက်စီသဝါမြာလေးကမုံဆိုတဲ့ပန်းနန္တာတွေလည်းမရတာကြာနဲ့လွမ်းကလည်းလွမ်းအာရင်တွေကလည်းကုန်ခန်းတော့မိုးလီတွေကကြအဲ့ဒီတစ်ပင်ခွာကြားကနေအောက်ကိုပြုတ်ကြပြီမှန်လားဟေ့ကင်ထားတဲ့လက်တွေကမမြင့်9 ရက်ပြည့်တဲ့နေ့မှာလေမုန်တိုင်းနေတိုက်မိုးတွေရွာလို့လက်တွေကမမြင့်အာရင်တွေချိနေပြီးတော့တော်ကောင်းကြီးများကြီးမြောက်အိုမာကြီးအောက်သို့ပြုတ်ကြပြီတဲ့မှန်လားဟဲ့ရှင်ပုံဝေးအခြေမလားဒီရရှာမဲ့ငါရဲ့ဘဝကိုမူတော်ရဲ့အခြေမကြတဲ့ဒီဘဝခန္ဓာမှာအခြေမကြတဲ့ဒီဘဝခန္ဓာမှာအထူးဆံရသိပြီဒီဘဝကဝတ်သုံးမြာဘုတော်ရဲ့ဒီဘဝဝတ်သုံးမြာစားစရာမစားရလို့လည်းပဲငါဝမ်းမနေဘူးငါမလေးတောက်စရာတွေမရလို့လည်းပဲငါဝမ်းမနေဘူးအမေလို့ခေါ်တယ်မကြားရတာငါ9 ရက်ရှိပြီတဲ့လွမ်းနဲ့သားရဲ့ပြီးရေဟိဝိပယောကိုဒုက္ခတဲ့ချစ်တော်သူတို့နဲ့ကိုယ်ကွမ်းရတာဒုက္ခချစ်တော်သူတို့နဲ့ကိုယ်ကွမ်းရတာဒုက္ခလားဒုက္ခလားဒါကြောင့်ငါတယောက်တည်းနဲ့ကန်ဆိုးမှသွားရမိုးကလည်းရွာလေကလည်းတိုက်နဲ့ရှင်ပုံဝေးအခြေမလားသေရရှာမီလားမသိတဲ့ငါရဲ့ဘဝကိုအခြေမကြတဲ့ဒီဘဝခန္ဓာမှာအခြေမကြတဲ့ဒီဘဝခန္ဓာမှာအထူးဆံရသိပြီငါသိတော့မဲ့ထင်တယ်ငါမသိခင်ငါသားလေးတွေနဲ့တွေ့ကြပါပြီရဲ့နော်ငါသားလေးတွေနဲ့တွေ့ကြပါပြီရဲ့နော်ဆိုပြီးတော့မျက်ရည်တွေဆူရွှဲငိုဝဲဝင်နေတဲ့အချိန်ဘာဝဲဝင်နေတဲ့အချိန်တော့အဲ့ဒီငိုဝဲဝင်နေတဲ့အချိန်မျက်ရည်တွေစီးကြမိုးရေပေါက်တွေနဲ့ပြောင်းမိုးရေပေါက်တွေသပေါင်းနှစ်ပေါက်ကြာရင်နဲ့တော်ကောင်းကြီးမြတ်ကြီးပြုံးကလေးဆိုမိုးရေတွေနဲ့ဆိုးရွှဲပြီးတော့တော်ကောင်းကြီးမြတ်ကြီးတေကိုင်းကြောက်ပါကျိုးကြလာပြီဘာကိုင်းကြောက်တော့အဲ့ဒီတေကိုင်းကြောက်ကကျိုးကြလိုက်တာကန်ဆိုးမှသွားရမိုးလိုက်လို့ရွာတဲ့မြတ်အလွန်ရမတန်မှတော်ကောင်းကြီးမြတ်ကြီးအာရင်နေချိနေနေတဲ့အဲ့ဒီမြောက်အိုမာကြီးရဲ့တော်ကောင်းကြီးမြတ်ကြီးမျက်စိတဲ့တဲ့ဘောမှာတက်ကိုင်းကြောက်ကြပြီပြောကြစို့မျက်စိအကွယ်ပြီမြောက်အိုမာကြီးဘာကွယ်ပြီအလွန်ရမတန်မှအာရင်နေချိနေနေတဲ့အမေတဲ့
ငါဒီဝကျွေးတွေနဲ့မြန်ဒီနေရာမှာသိမယ်ဆိုရင်ငါသားလေးတွေကိုတွေ့ကျင်စမ်းပါရဲ့တော့ဒီဘဝကဒီမြခံလာဒီဘဝဒီမြခံလာကုံစီတော်ရဲ့လို့ဒီဘဝကဝတ်သုံးများဟာမူတော်ရဲ့ဒီဘဝဝတ်သုံးများဟာလွတ်ဆုံးစေရာအမေစုတောင်းပါရဲ့လေ